အားလုံးပဲမင်္ဂလာပါကိုကိုတို့ရေကျမရေးဗဟုသုတများကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရေး channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရေးအသိမြင်တိုးပွားစေဖို့အတွက်စုမြတ်တင်ဆက်ပေးမှာကတော့ကိုကိုတို့ရဲ့ညီလေးဖြစ်တဲ့ဥဥလေးခဏခဏအောင်တက်တဲ့သူတွေအတွက်အောက်နာတက်တာစေမဲ့အိမ်တွင်ကုထုံများကိုကျမရေးအမြင်ရထိရောက်စွာပြောပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစီမျောခန်းစားနားဆင်ပေးကြပါဦးလားရှင်ရှေးဦးစွာကိုကိုတို့ရဲ့ဥဥလေးဘာကြောင့်အောင်းရလဲဆိုတော့ဥဥလေးအောင်းရတဲ့အကြောင်းရင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကိုကိုတို့ရေစီးကြိုကြောင့်နောက်ဆက်တွဲအာယုံကြောထိခိုက်ခြင်းတုပ်ပိုးပြွန်ရောင်ခြင်းဥကြခြင်းကြောက်ကက်ကြောက်တဲ့ခြင်းတုပ်ပိုးပြွန်မှာရေအိတ်တဲ့ခြင်းဥဥရဲ့သွေးပြန်ကြောတွေထုံခြင်းအကာအကွယ်မဲ့မိန်းကလေးများနဲ့ကျန်းမာရေးလေ့ကျင့်ခန်းကြီးဆင်နွှဲခြင်းမှကူးစက်တဲ့ဖလက်မေဒီယာယောဂါစီးလန်းချောင်းပိုးဝင်ခြင်းစသည်တို့ကြောင့်ပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ကိုကိုတို့ချစ်ညီလေးရဲ့ဥဥကြီးအောင်နေတာကိုကုသပေးမဲ့အိမ်တွင်းနီးလန်းများကိုစုမြတ်ကတေးသေးချာချာလေးပြောပြပေးပါမယ်နော်။ပထမဆုံးမျက်နှာရတဲ့ကိုကိုတို့ရဲ့ဥဥလေးကိုရေခဲဝတ်သို့မဟုတ်ရေခဲကြောင့်အထုပ်ကလေးနဲ့အသားအရာလေးဖိကပ်ပေးခြင်းကိုတရက်2ကြိမ်လောက်တော့လုပ်ပေးကြပါနော်။နောက်ထပ်အလွယ်နီးလေးကတော့ရေနွေးနွေးလေးနဲ့စိမ်ပြီးရေချိုးပေးရင်လည်းရပါတယ်ရှင်။ရေကိုတော့အရင်မပူစေနဲ့ပေါ့ရှင်။မဟုတ်ရင်စုမြတ်တို့မိန်းကလေးတွေငိုနေရမှာဆိုလို့ပါနော်။ရေနွေးနွေးလေးစိမ်ပြီးချိုးပေးခြင်းကတော့ဥဥလေးနာကျင်ရောင်ရမ်းတာရော့စေပြီးတင်းတင်းရဲရဲလေးပြန်ဖြစ်စေပါတယ်ရှင်။အဲ့ရထက်ပလက်အိတ်နေချိန်မှာတော့ဥဥလေးကအောက်ကိုတွဲမကျစေဖို့အဝတ်သို့မဟုတ်ဆောင်းတစ်ခုခုနဲ့ခူထားပေးပါ။အိမ်မနေရင်တော့အတွင်းခံမဝတ်ပဲပစိုးပဲဝတ်ထားပြီးအိမ်တွင်းကုထုံလေးကိုလှုပ်ကြည့်ကြပါနော်အပြင်သွားတဲ့ခါတော့အတွင်းခံမဝတ်ပဲမသွားကြပါနဲ့လမ်းအများကြီးလျှောက်တဲ့အခါအတွင်းခံဝတ်ထားခြင်းကဥဥလေးကိုထိမ့်ပေးတာဖြစ်လို့ဥဥအောက်နာကိုတက်တာစေပါတယ်ရှင်ဥဥလေးအောက်ပြီးနာကျင်နေရင်တော့ဆေးဆိုင်ကနေပြီးအကိုက်ခဲပြောက်ဆေးလေးဝယ်တောက်လိုက်လို့လည်းရပါတယ်စုမြတ်အခုပြောပြခဲ့တာတော့အရင်မပြင်းထန်တဲ့ဥဥအောင်တက်တဲ့သူတွေအတွက်အိမ်တွင်ကုထုံလေးပဲဖြစ်ပါတယ်ရှင်ကိုကိုတို့အနေနဲ့ကျမရေးလေးချင်းခန်းကြီးဆင်နွှဲလို့မရအောင်မနေနိုင်မထိုင်နိုင်ဖြစ်လာပြီဆိုရင်တော့အိမ်တွင်းကုထုံနဲ့မကုပဲတက်ကြွနားလေတဲ့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးကုသတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့စုမြတ်ပြောပြပေးခဲ့တာကတော့ကိုကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမယ်ကျမရေးဗဟုသုတလေးတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းအခုလိုပဲခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ကျမရေးလေးချင်းခန်းနဲ့ကျမရေးဗဟုသုတများကိုမျှဝေပေးသွားမှာဖြစ်လို့ကျမတို့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးသွားကြပါအောင်ရှင်အားပေးသူတိုင်းကိုလာရောက်ကြည့်ရှုသူတိုင်းကိုစုမြတ်ကကျေးဇူးတင်ပါတယ်ရှင်